မ်းမာရေးဆိုတာလူတိုင်းအတွက်အရေးကြီးဆုံးဖြစ်တာကြောင့်ကျမတို့လေတကွန် channel ကနေလူတိုင်းအတွက်အကျိုးရှိစေမယ့်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ဗိုက်တာမင် B နဲ့ပတ်သက်ပြီးဗဟုသုတလေးဝင်မျှပေးသွားမှာဖြစ်ပါတယ်။ဗိုက်တာမင် B တွေက water soluble ဗိုက်တာမင်ရေမှာပျော်ဝင်တဲ့ဗိုက်တာမင်အုပ်စုဝင်တွေဖြစ်ပြီးခန္ဓာကိုယ်ကနေအလွန်နှဲငယ်သောပမာဏသာထုတ်လုပ်ပေးနိုင်ပါတယ်။သို့တော့ခန္ဓာကိုယ်ရဲ့နေ့စဉ်လိုအပ်တဲ့ပမာဏကိုမဖြစ်ပေးနိုင်တဲ့အတွက်ဗိုက်တာမင် B ကိုနေ့စဉ်စားသုံးတဲ့အစာအာဟာရကနေအဓိကဖြည့်ဆွတ်စားတော့ရယူရပါတယ်။ဗိုက်တာမင် B ကိုအစအုပ်စုအမျိုးမျိုးကနေရရှိနိုင်ပါတယ်။ဗိုက်တာမင် B အုပ်စုအနေနဲ့ကတော့ B1 တိုင်ယာမင် B2 riboflavin B3 နိုင်ယာဆင် B5 pectinoic acid B6 peridioxin B7 biotin B9 folic acid B12 cobalamin စသဖြင့်တွေ့ရှိရပါတယ်။ဗိုက်တာမင်အုပ်စုကိုဆန်လုံးညို၊ကွေကအဆိပ်အဆန်၊ပဲအမျိုးမျိုးအသားငါမျိုးမျိုးနို့နဲ့နို့ထွက်ပစ္စည်းများအစိမ်းရောင်ကစပြီးရောင်စုံဟင်းသီးဟင်းရွက်အမျိုးမျိုးဥပမာဟင်းနူနယ်ကစွန်းဥကြက်ဥတွေကနေရရှိနိုင်ပါတယ်။ဗိုက်တာမင် B ကလည်းခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရတစ်ခုပါပဲ။ဒါကြောင့်ဗိုက်တာမင် B ရရှိဖို့အသင့်မြတ်တဲ့အာဟာရကိုစားသောက်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့ဗိုက်တာမင် B ချို့တဲ့ရင်ဘာတွေဖြစ်တတ်လဲ။ဗိုက်တာမင် B အမျိုးအစားပေါ်မူတည်ပြီးဗိုက်တာမင် B ချို့တဲ့ခြင်းအကျိုးဆက်ကလည်းကွဲပြားပါတယ်။ကျမတို့ရဲ့လေဒီကိုမီဒီယာ group ကနေတင်ဆက်ပေးမယ့်အခြားသောအကြောင်းအရာများကိုကြည့်ရှုနားဆင်လိုပါကလည်း YouTube search bar ကနေပုံမှန်ပြထားတဲ့အတိုင်းရိုက်ရှာပြီးတော့ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်ရှင်။